အင်္ဂလိပ်လိုမြန်မြန်ပြောတတ်ချင်ရင်ဒီအသုံးအနှုန်းလေးတွေကိုမြန်မြန်လေ့ကျင့်ထားပါ Wake me up early Wake me up early ငါ့ကိုစောစောနိုးပါ Check your phone now Check your phone now မင်းဖုန်းအခုစစ်ကြည့်လိုက်အောင် Close the window please Close the window please ကျေးဇူးပြုပြီးပြတင်းပေါက်ပိတ်ပေးပါ I am making dinner I am making dinner ငါညစာချက်နေတာ Listen to me carefully Listen to me carefully ငါပြောတာကိုတည်တည်ချာချာနားထောင်ပါ Write it down here Write it down here ဒါကိုဒီမှာချရေးလိုက်ပါ Follow my advice now Follow my advice now ငါအကြံဉာဏ်ကိုအခုနားထောင်လိုက်ပါ Stay away from that Stay away from that အဲ့ဒါနဲ့ဝေးဝေးမှနေပါ I will pay for it I will pay for it အဲ့ဒါအတွက်ငါပတ်စံရှင်းလိုက်မယ် Don't touch the thing Don't touch the thing အဲ့ဒါကိုသွားမကင်နဲ့ဟုတ်ပြီဒါဆိုရင်ဒီ10ချောင်းကိုတေချာလေးလေ့ကျင့်ထားပါနောက်ထပ်ဗီဒီယိုတွေအတွက်လည်း J1 English ကို follow ခဲ့ဖို့မမေ့နဲ့နော်